ကိုလမ်းမပေါ်ကအဖြူဝတ်မိန်းကလေးဇက်သိန်းကိုမင်းထွန်းတေဆုံးသွားတဲ့အဖြစ်ပြက်ပြီးနောက်အဲ့ဒီလမ်းကပိုပြီးနာမည်ကြီးလာတယ်။ပဲခူးမြို့နဲ့ရန်ကုန်မြို့ကြားလမ်းမှာညဘက်မောင်းသူတွေသတိထားလာကြတယ်။ဒါပေမဲ့တချို့လူတွေကမယုံဘူး။တနေ့မှာလူငယ်3ယောက်ကားနဲ့ညဘက် challenge လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီတရေရှိတယ်ဆိုတဲ့နေရာကိုသွားကြည့်မယ်။ဆိုပြီးသူတို့ကင်မရာဖွင့်ပြီးဗီဒီယိုရိုက်နေတယ်ဘာမှမရှိဘူး။ fake ပဲလို့ရေးနေတာ။ည2 နာရီကျော်သူတို့ကအဲ့ဒီနေရာနာရောက်လာတယ်။လမ်းဘေးမှာအဖြူဝတ်မိန်းကလေးတစ်ယောက်လက်ပြနေတယ်။ကားထဲကတစ်ယောက်ပြောတယ်ရက်မလား။တစ်ယောက်ကရက်content ကောင်းမယ်လို့ပြောတယ်။ကားရက်လိုက်တယ်မိန်းကလေးတက်လာတယ်ကင်မရာကဆက်ရိုက်နေတယ်ဒါပေမဲ့ screen ထဲမှာမိန်းကလေးမမြင်ရဘူး။ကားထဲမှာရှိနေတယ်ဒါပေမဲ့ဗီဒီယိုထဲမှာမရှိဘူး။သူတို့တယောက်ကခြောက်ချားလာပြီးနောက်ကြည့်လိုက်တယ်နောက်ခုံမှာမိန်းကလေးထိုင်နေတယ်ဒါပေမဲ့ကင်မရာထဲမှာမရှိဘူး။မိန်းကလေးအတန်ထွက်လာတယ်မင်းတို့ငါ့ကိုယုံပြီလား။ကားထဲအပူချိန်တစ်ချက်လျော့သွားတယ်အင်ဂျင်ပိတ်သွားတယ်မီးတွေလည်းအားလုံးပျောက်သွားတယ်ကင်မရာရိုက်နေတဲ့ဖုန်းကတခါတည်းအလိုလိုပြန်လည်ပြသလိုက်တယ်ဗီဒီယိုထဲမှာသူတို့3ယောက်နဲ့အတူလူ4ယောက်ထိုင်နေတယ်နောက်ခုံမှာသပင်နဲ့မျက်နှာဖုံးထားတဲ့အဖြူဝတ်မိန်းကလေးဗီဒီယိုကအဲ့ဒီမှာတင်ပြတ်သွားတယ်နောက်နေ့လမ်းဘေးမှာကားတစ်စီးထပ်မံတွေ့ရတယ်ကားထဲမှာလူ3ယောက်လုံးမရှိတော့ဘူးဖုန်းတစ်လုံးပဲကျန်ခဲ့တယ်အဲ့ဒီဗီဒီယိုကိုနောက်မှလူတွေပြန်ဖွင့်ကြည့်တဲ့အခါနောက်ဆုံး frame တစ်ခုမှာစာတစ်ကြောင်းပေါ်လာတယ်နောက်တစ်ယောက်လိုသေးတယ်ညတွေမှာအဲ့ဒီလမ်းကိုဖြတ်တန်းတဲ့သူတွေပြောကြတယ်တခါတလေလမ်းဘေးမှာမိန်းကလေးတစ်ယောက်မဟုတ်တော့ဘူးလူ4ယောက်လက်ပြနေတယ်အားလုံးကြည့်ရှုခန်းစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်